မျိုးသားဟာငါးတွေကိုပေါ့ပေါ့ပပပဲအစာကျွေးနေခဲ့တာပါအဲ့ဒီငါးဟာချက်ချင်းဆိုသလိုနန္ဒကားကြီးတစ်ကောင်ဖြစ်ပြောင်းလဲသွားလိမ့်မယ်လို့သူလုံးဝမထင်မှတ်ထားခဲ့ပါဘူးသူတိတ်ကြောက်သွားပြီးဘာလို့ရမှန်းတော့မသိတော့ပါဘူးအဲ့ဒီမှာနန္ဒကားကြီးကသူ့ကိုစုတစ်ခုတောင်းဆိုခွင့်ပေးမယ်လို့ပြောလိုက်ပါတယ်အမျိုးသားကသူမဟာစီးစိမ်ဥစ္စာကြီးကြွယ်ဝခြင်းတယ်လို့ပြောလိုက်တယ်နဂါးကြီးကသဘောတူပြီးပစ္စည်းတွေကိုရွှေဖြစ်ပြောင်းလဲနိုင်တဲ့စွမ်းအားကိုသူ့ကိုပေးလိုက်ပါတယ်အဲ့ဒီနောက်နဂါးကြီးဟာအမျိုးသားစီကိုအလင်းတန်းတစ်ခုပြစ်လွတ်လိုက်ပါတော့တယ်အမျိုးသားတတိပြန်ရလာတဲ့အချိန်မှာတော့နဂါးကြီးကပျောက်ကွယ်သွားခဲ့ပါပြီသူကတော့သူ့စိတ်ထင်လို့စိတ်ကူးရင်အိမ်မက်မက်နေတာပဲလို့ထင်နေခဲ့တာပါဒါနဲ့စပွဲပေါ်ကစစ်လိပ်ပြခွက်ကိုလက်နဲ့လှမ်းလို့လိုက်တော့အဲ့ဒီစစ်လိပ်ပြခွက်ဟာခဏချင်းမှပဲရွှေတီးပစ္စည်းတစ်ခုဖြစ်ပြောင်းသွားခဲ့ပါတယ်အဲ့ဒီတော့မှဒါတွေအားလုံးဟာအမှန်တကယ်ပဲဆိုတာသူသဘောပေါက်သွားခဲ့တယ်သူတိတ်ကိုရင်ခုန်စိတ်လှုပ်ရှားသွားပြီးစမ်းသပ်ကြည့်ဖို့နောက်ထပ်ပစ္စည်းတစ်ခုကိုထပ်ကင်လိုက်ပါတယ်ဒါပေမဲ့ဒီစွမ်းအားဟာတစ်နေ့ကိုတစ်ချိန်ပဲသုံးလို့ရတယ်ဆိုတာမကြခင်မှာပဲသူသိလိုက်ရပါတယ်နောက်တစ်နေ့မှာတော့အမျိုးသားဟာအဲ့ဒီရွှေစစ်လိပ်ပြခွက်ကိုရတနာဆိုင်တစ်ဆိုင်စီယူသွားခဲ့တဲ့ဆိုင်ရှင်ကအဲ့ဒါကိုဒေါ်လာ3သိန်းနဲ့ဝယ်ယူခဲ့ပါတယ်အဲ့ဒီနောက်မှာအမျိုးသားဟာဈေးဝယ်စင်တာတစ်ခုကိုတွေးလိုက်ရတယ်အဲ့ဒီစင်တာမှာကန်ဆန်းပဲဖောက်ပေးတဲ့ပွဲတစ်ခုလုပ်နေတာပါသူလည်းကန်ဆန်းကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်ပထမဆုံးစမ်းကြည့်လိုက်တာနဲ့တင်ကူပွန်30ဆောင်ထည့်ရတဲ့ကန်ဆန်းပဲပေါက်သွားခဲ့တယ်အဲ့ဒီမှာရှိတဲ့လူတွေအားလုံးတိတ်ကိုအံ့အားသင့်သွားကြတာပေါ့ဘာလို့လဲဆိုတော့ဒီစုဟာပေါက်နိုင်ခြေ100ခိုင်နှုန်းပဲရှိလို့ပါပိုပြီးအံ့ဩစရာကောင်းတာကတော့ဒုတိယအကြိမ်ကန်ဆန်းပဲဖောက်တဲ့အခါအမျိုးသားဟာဒေါ်လာ3သိန်းတန်ရွှေလက်စွပ်တစ်ကွင်းထပ်ပေါက်သွားပြန်ပါတယ်ခဏအကြာမှာပဲသူဟာဒေါ်လာ3သိန်းတန်ကြောက်စိမ့်လက်စွပ်တစ်ကွင်းကိုထပ်မံရရှိခဲ့ပြန်ပါတယ်သူ့ရဲ့အမခံကန်ကောင်းမှုကြီးကြောင့်လူတွေအားလုံးမင်းသက်သွားကြတာပေါ့အဲ့ဒီနောက်ပွဲစီစဉ်သူကအမျိုးသားဟာဒေါ်လာ1တန်းတန်စိန်ခံကားတစ်စီးပေါက်သွားပြီလို့ကြေညာလိုက်ပါတယ်နောက်ဆုံးမှာတော့သူဟာအကြီးမားဆုံးထိပ်တန်းစုဖြစ်တဲ့စေတနာကြီးဒေါ်လာ2တန်းကိုပါတင်ပိုက်လိုက်ပါတယ်နန္ဒကားကြီးပေးလိုက်တဲ့ကံကောင်းခြင်းတွေစတင်လှုပ်လှုပ်နေပြီဆိုတာကိုအမျိုးသားဟာသဘောပေါက်လိုက်ပါတော့တယ်